ဘုရားခင်သားသမီးတွေလောကအောင်နေတဲ့ဘုရားသားသမီးပါလဲဟေးတို့ဘုရားသားသမီးဘယ်လိုဖြစ်သွားလဲယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူတိုင်းငါဟာကယ်တင်ရှင်ကိုလိုအပ်တယ်ဆိုပြီးတော့မှသဘောပေါက်သွားတဲ့အချိန်မှာယေရှုကငါရဲ့ကယ်တင်ရှင်ဖြစ်တယ်လို့ယုံကြည်လက်ခံလိုက်တဲ့နေ့ကနေ့စပြီးတော့သင်ရဘုရားသားသမီးဖြစ်ခွင့်ရသွားပြီဘုရားသားသမီးဖြစ်သွားပြီဘုရားသားသမီးဖြစ်သွားပြီဘုရားသားသမီးဖြစ်သွားပြီအဲ့ဒီဘုရားသားသမီးတွေကလောကကိုအောင်နေတဲ့ဒါဆိုဘုရားသားသမီးဖြစ်ပြီးတော့ငါဘာလို့မအောင်တာလဲငါဘာဖြစ်လို့အကျွေးတွေနဲ့စိတ်တက်ကြစိတ်ပြက်နေရတာလဲငါဘာဖြစ်လို့ယောဂါတွေနဲ့ပဲတပိန်ပိန်တလင်လင်ဖြစ်နေရတာလဲဘာကြောင့်ငါစိုးရင်ချင်းတွေကြောက်ရွံ့ချင်းတွေနဲ့ပြည့်နှက်နေရတာလဲဘာကြောင့်လဲလို့တင်မိကိုထုံကျွန်တော်ပြောမတင်မှာလုံနေတခုရှိလို့ဘုရားသားသမီးဖြစ်နေတင်ရှုံးနေတယ်ဆိုရင်ငါယုံတာပဲလို့ဘလိုင်းပြောလိုက်မယ်တင်ဘလိုင်းလျှောက်ယုံလို့မရဘူးယုံချင်တိုင်းယုံတာဖျားသတ်မှတ်ထားတဲ့ယုံကြည်ခြင်းမဟုတ်ဘူးဖျားရဲ့ဂတိတော်တွေကိုယုံရတာခမည်းခံစားချက်တွေသွားမယုံနဲ့ခမည်းခံစားချက်ခမည်းဖျက်ဆီးပေးမဲ့အရာတွေခံစားချက်ကမမှန်ဘူးခံစားချက်တွေမမှန်ဘူးခံစားချက်တော့အမြဲတမ်းအချိန်နဲ့အမျှပြောင်းလဲနေတာခံစားချက်ဘယ်တော့မှမပြောင်းလဲတာကောင်းကင်မြေကြီးမတည်တော့မှငါစကားတည်မယ်လို့ပြောထားပြီးသားဖြစ်တဲ့အတွက်ကြောင့်လုံးဝစိတ်ချတာတင်းရဲ့ခံစားချက်မဟုတ်ဘူးဖခင်ရဲ့စကားတင်းခံစားချက်တွေကတင်းကိုနေရာယူလာပြီးတင်းကိုစိတ်တက်ကြစေပြီးတင်းကိုစိတ်ပြတ်စေပြီးတင်းကိုကြောက်ရွံ့စေပြီးဆိုရင်တင်းပြန်သွားမှာကလုံးဝအာမခံချက်ပေးထားတဲ့ဖခင်စကားကိုတင်းစတင်ပြီးတော့မှအချိန်ပေးရတော့မယ်ဖခင်စကားပေါ်မှာယက်တည်ထားတဲ့အတွက်ကြောင့်တင်းထူးခြားလိမ့်မယ်ဆရာရဲ့ဓာတ်တွေအားလုံးကျော်သိပြီးသားပါတင်းကိုသိခိုင်းတာမဟုတ်တင်းကိုလှုပ်ခိုင်းနေတာဒီလိုဘာလို့မထူးခြားလဲဆိုတော့တိတယ်ဗျကျွန်တော်မလုပ်ဘူးဗျအချိန်ပေးရမယ်တိတယ်ဆိုရယ်အချိန်ပေးရမယ်တိတယ်ဆိုတော့ခင်ဗျအချိန်မပေးမချင်းခင်ဗျရုပ်ကဘာမှမထူးခြားဘူးဒီတပိမင်းတလင်းလေးနဲ့သွားနေဦးမှာပဲတိဘဝ roller coaster လိုပဲဒီလိုတက်လိုက်ကြလိုက်ဟာလေလုယာတက်သွားလိုက်ဟာလေလုယာပြန်ကျသွားလိုက်ဟာလေလုယာပဲဖြစ်နော်ဘာလို့တိလားတင်းရဲ့ဘဝနေတယ်လေမြစ်တယ်ဖြစ်နေအလောတင်းရဲ့ကိုယ်ွယ်ချင်းကလည်းနေတယ်လေမြစ်တယ်ဖြစ်နေလို့တင်းဘဝဒီလိုဒုံးနေမလားဟမ်အေးတင်းရလည်းပဲဖျားနဲ့သွားလာချင်းဒီလိုသွားနေလို့စိတ်ပိုင်ကိုယ်ွယ်တယ်စိတ်ပိုင်မကိုယ်ွယ်ဘူးစိတ်ပိုင်ကိုယ်ွယ်တယ်စိတ်ပိုင်မကိုယ်ွယ်ဘူးဒီလိုလုပ်နေတာအောင်မြင်တော့တတ်တာဖြစ်ဖို့နှစ်ချက်လိုတယ်တဲ့ commitment နဲ့ consistent နဲ့ commitment and consistent နှစ်ချက်အရေးကြီးတယ် commitment ဆိုတာတန်တိတ်ထန်ချတာငါတခုခုလုပ်မယ်လို့တန်တိတ်ထန်ချပြီးသွားရင် consistent အဲ့ဒါ design မှလုပ်နေရတယ် commitment နဲ့ consistent ပုံမှန်လုပ်သွားရင်သင်ထူးခြားလာတယ်ဒီနေ့ဆောက်တော့မှသင်ယုံကြည်ရမယ့်ဘုရားစကားရှိပြီဘာကြောက်မှလဲသင်ကြောက်လာပြီဆိုဘုရားစကားရှိတယ်သင်ကြောက်လာပြီဆိုရင်ငါမှဘာမှမရှိတော့ငါမှအားကိုးရမရှိငါမှပတ်စံမရှိတော့ဘာမှရှိနေမစေငါမှဘုရားစကားရှိတယ်ဘယ်စိန်ခေါ်မှုလာမလဲငါမှဘုရားစကားရှိတယ်ငါဘုရားစကားကိုပြန်ချိန်ပေးမယ်အဲ့ထဲနဲ့ဘုရားစကားကတင့်ကိုစကားတစ်လုံးလေးပြောလိုက် just one word can change your entire life ဒီနေ့ကျွန်တော်စိတ်တက်ကြစိတ်ပြပြီးဘာမှမလုပ်နိုင်တဲ့အဖွဲ့တွေဒီနေ့အစပါတော့မှဘုရားစကားနဲ့စထတော့ဘုရားစကားနဲ့စတင်ချီလန်းတော့ဘုရားစကားနဲ့စတင်ကြွေးကြော်တော့ဘုရားစကားကိုစတင်ဝန်ခံတော့ဘုရားစကားတိုင်းငါဖြစ်လာမယ်လို့ကြွေးကြော်ရင်ချီလန်းတဲ့စတင်လှမ်းလာလိမ့်မယ်ခြေလမ်းအသစ်တွေစတင်လှမ်းလာလိမ့်မယ်သင်ဘဲမှမရောက်နိုင်တဲ့ဘဝနဲ့စတင်လို့ခြေလမ်းအသစ်တွေနဲ့အမှုအသစ်ကိုပြုနိုင်တဲ့အတ္တတာတင်ဖြစ်လာလိမ့်မယ်